ဇလန်းလေးရဲ့အစမှာတော့နာမီဆိုတဲ့အမျိုးသမီးကတေးရမောင်အရန်ကိုကြောက်လန့်နေခဲ့ပါတယ်။ဘာလို့လဲဆိုတော့ညဘက်ကျရင်သူတိမ်မင်းလိုရေးစားထားတဲ့လူတစ်ယောက်ကအခန်းထဲကိုရောက်လာတက်လို့ပါပဲ။တကယ်တော့သူအခန်းထဲကိုရောက်လာတက်တာကတိမ်မင်းမဟုတ်ပဲသူအခန်းပြေးကလူနာတအူးပါပဲ။အဲ့ဒီလူနာကိုကာစကိုလို့ခေါ်ပြီးအိမ်မက်ရှိဝဒနာခန်းစားနေရတဲ့သူပါ။အဲ့ဒီကြောင့်ဆရာဝန်ကသူ့ရဲ့တပည့်ကိုပြပြနေခဲ့ပါတယ်။သူကလွန်ခဲ့တဲ့2လရောက်လာခဲ့ပြီးတခါအိမ်မက်မဲ့အကြာကြီးခန်းစားနေရပြီးတော့အိမ်မက်နဲ့လက်တွေ့ကြာရင်မခွဲတလာမှဆိုလို့လာပြတာပါ။အစာပိုင်းတော့တရက်နဲ့လောက်ပဲကြာပါတယ်အဲ့ဒါနဲ့ဆရာဝန်လည်းတေချာအနီးကပ်စစ်ဆေးကြည့်တဲ့အချိန်တကယ်ပဲသူ့ခနာကိုကညဘက်ဆိုရင်အလင်းအမြန်လှူရှားနေပြီးတကယ်ကြာနေတော့သိရှိလိုက်ရပါတယ်အဲ့လိုနဲ့တဖြည်းဖြည်း10လ1လတစ်နှစ်ထိအိမ်မက်တွေမက်လာပါတယ်နောက်တော့အထက်ပူကြလာပြီးနှစ်တွေချီလာပါတယ်ဆရာဝန်တွေသူ့ခန်းထဲရွက်လာတဲ့အချိန်သူကနိုးပြီးအိမ်မက်ထဲမှာ2ရက်ချီတီကြာနေခဲ့ပြီးသူ့ခနာကိုလည်းတော်တော်လေးယူဆိုးနေခဲ့ပါပြီသူခန်းပြလူနာကသူမိမဖြစ်ခဲ့တာဆိုတော့မသူကပြောနေခဲ့ပါတယ်အဲ့လိုပြောပြီးတော့နာမီဆိုတဲ့အမျိုးသမီးကတွားကြည့်တော့တိမ်မင်းကြီးမလားနဲ့အားလို့နာမီကអော်လိုက်ပါတယ်အဲ့ဒါကိုကာစကိုကလည်းကိုတွင်းငါတိမ်မင်းလားဆိုတွေးအခန်းထဲကိုမှပြန်သွားလိုက်ပါတယ်နောက်တစ်ချိန်မှာတော့သူဟာအိမ်မက်ထဲမှာထာဝရရောက်သွားခဲ့ပြီးသူကနာကိုကစိတ်မိတော့ကဖမိုးတွေပြောင်းလဲပြီးတည်ဆုံးသွားပါတယ်ဆရာဝန်ကသူ့အဲ့အမုံကိုစစ်ဆေးကြည့်တဲ့အခါမှာခနာကိုထဲမှာထူးဆန်းတဲ့ပုံစံကတစ်ခုပါနေတော့တွေးလိုက်ရပါတယ်အဲ့အကြောင်းပဲအခုလိုဖြစ်သွားတာပါအဲ့မြို့သားတွေတော့ဘေးနာနာမီဆိုတဲ့ကောင်မလေးကလည်းငြိမ်သွားပါတယ်အရင်လိုတရားမှလည်းမကြောက်တော့ပါဘူးဒါမဲ့သူအိမ်မက်တွေရှေ့လေးရမက်တွေလို့တော့သူ့ဆရာဝန်ပြောလိုက်ပါတယ်အဲ့ဒါနဲ့ဘီနာသူ့ရဲ့တပည့်ကသူကကူးခံလာပြီးတော့မဟုတ်ဘူးငါအပူဆောင်ကေကိုတက်လိုက်တာအဲ့တိုင်းသာဆိုသူအိမ်မက်တွေကြာရှည်လာပြီးတရားမှလည်းမကြောက်တော့အောင်လို့ဆိုကဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်